ဒီနေ့မှာတော့တကဘာလုံးကစောင့်ကြည့်နေရတဲ့မြန်မာနိုင်ငံရေးရဲ့အလဲအပြောင်းသတင်းတစ်ပုဒ်ဟာအရှိန်ဟုန်နဲ့ထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အကျဉ်းထောင်ကနေတီးတန်းဆောက်လုပ်ထားတဲ့နေအိမ်တစ်ခုကိုပြောင်းရွှေ့လိုက်ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာအပြင်လောကနဲ့အဆက်အသွယ်ပြတ်တောက်နေရကနေအခုလိုအပြောင်းလဲဖြစ်လာတာဟာဘာကိုဆိုလိုတာလဲ။ဒါဟာတကယ်ပဲငင်းချမ်းကြီးအတွက်အစာပြိုးမှုလား။ ARD သတင်းဌာနရဲ့စုံစမ်းချက်အရဒေါ်အောင်ဆန်းစုကြည်ကိုပြီးခဲ့တဲ့တင်ကြံအသက်နေ့ဧပြီ16ရက်ကတည်းကအရေးပျော်ပြောင်းရွှေ့ခဲ့တာလို့သိရပါတယ်။ပြောင်းရွှေ့လိုက်တဲ့နေရာကတော့နေပြည်တော်ကစစ်တပ်မိသားစုတွေနေထိုင်ရာမြို့နယ်ထဲမှာချပြီးအလွန်မြင့်မာတဲ့ခြံစည်းရိုးတွေပတ်ပတ်လည်ခတ်ထားတဲ့အထူးဆောက်လုပ်ထားတဲ့အိမ်တစ်လုံးထစ်ပါတယ်။ထူးခြားတာကဒီအဆောက်အုံဟာဒေါ်အောင်ဆန်းစုကြည်မပြောင်းရွှေ့ခင်လေးမှာတင်အရေးပျော်အမြန်အချောသက်ဆောက်လုပ်ခဲ့တာလို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါအပြင်ဒေါ်အောင်ဆန်းစုကြည်ပြောင်းရွှေ့ပြီးနောက်ထပ်မှာပဲသမတဦးဝင်းမြင့်ကိုလွတ်ငင်းချမ်းသာခွင့်ပေးခဲ့တာဟာလေတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်နိုင်ပါဘူး။ဒီပြောင်းရွှေ့မှုဟာပြီးခဲ့တဲ့ဧပြီ25ရက်ကတရုတ်နိုင်ငံရေးဝန်ကြီးဝမ်ယီနေပြည်တော်ကိုလာရောက်ပြီးတော့9ရက်အကြာမှာထွက်ပေါ်လာတာပါ။တရားဝင်ထုတ်ပြန်ချက်အရတော့ရာဇဝတ်ကျင့်ထုံဥပဒေပုံမှန်9လေတလီအရာကျန်းရှိတဲ့ပြည်တံတွေကိုတတ်မှတ်နေအိမ်မှာတဲ့ဆက်လက်ကြခန့်စီဖို့ပြောင်းလဲလိုက်တာလို့ဆိုပါတယ်။ဒါကိုကြည့်ရင်နိုင်ငံတကာဖိအားတွေကြောင့်လားဒါမှမဟုတ်အာဆီယံနဲ့အနောက်နိုင်ငံတွေရဲ့ထောက်ခံမှုကိုပြန်ရဖို့ကြိုးပမ်းတဲ့နည်းဗျူဟာတစ်ခုလားဆိုတာစဉ်းစားစရာထင်လာပါတယ်။လက်ရှိမှာတော့ဒုတိယဗိုလ်ချုပ်ကြီးရဖီအပါအဝင်ရဲချုပ်တွေဟာဒေါ်အောင်ဆန်းစုကြည်နဲ့တွားရောက်တွေ့ဆုံခဲ့တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။အခုလိုသတင်းတွေထွက်ပေါ်လာတဲ့အပေါ်ပြည်သူတွေကြားမှာအမြင်အမျိုးမျိုးရှိနေပါတယ်။အချို့ကတော့အကျဉ်းထောင်ထဲမှာထပ်စားရင်နေအိမ်မှာနေရတာကကျမ်းမာရေးအသက်ပိုကောင်းနိုင်တယ်လို့မျှော်လင့်ချက်ထားကြတယ်လို့အချို့ကတော့ဒါဟာပုံစံပြောင်းအကျဉ်းချထားလာပဲဖြစ်တယ်။လွတ်လပ်တဲ့တွေ့ဆုံခွင့်တွေမရမချင်းတော့မထူးခြားဘူးလို့ဝေဖန်နေကြပါတယ်။အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဟာလာမယ့်ကနင်းကွယ်နေ့မှာတွေ့ဆုံခွင့်ရဖို့စူးစမ်းနေပေမဲ့လက်ရှိအချိန်ထိတော့တိုက်ရိုက်တွေ့ဆုံခွင့်မရသေးတာကြောင့်သတင်းမှန်ကန်မှုနဲ့ပတ်သက်ပြီးPDတွေကစိုးရိမ်တကြီးစောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ကျမတို့နိုင်ငံအတွက်တကယ်ပဲငင်းချမ်းရေးစီဦးတည်နိုင်မဲ့လမ်းကြောင်းတစ်တွေပွင့်လာဖို့ပါပဲ။ဒီအပြောင်းလဲဟာမြန်မာနိုင်ငံရေးအတွက်အပြူသဘောဆောင်တဲ့အစာဖြိုးမှုထွေးမလားဆိုလားကတော့အားလုံးကရင်ခုန်စိတ်လွတ်ချစွာစောင့်ကြည့်နေကြပါတယ်